ယေရနာတုတ်အပိုင်း16 18 19ကိုရုပ်ဖတ်ပူဇော်ပြမှာဖြစ်ပါတယ်ဝရောဝရင်ညူဝရာတောဝရာဟယောအနုတ္တရောဓမ္မဝရံအာဒေတိဣဒံမိပုတ်တေရတနံပဏိတံဧတေနသစ္စေနသူဝတိဟောတုခိနံပုရာဏံနဝနတ္ထိတံဘဝံဝိရတ္တစိတ်တာယတိကေဘဝတ္တမိန်တေခိနဘီဇာအဝိယုံလိစန္ဒာနိဗ္ဗန္တိဒီယာရထနံပတိပောဣဒံမိတံဃေရတနံပဏိတံဧတေနသစ္စေနသူဝတိဟောတုယာနိဒဘူတာနိသမာဂရာနိဘုံမာနိဝါယာနိဝါအန္တလိခေတထာဂရံဒေဝမနုဿဘူစိတံဗုဒ္ဓံနမတ္တာမသူဝတိဟောတု